နေ့စဉ်10မိနစ်နန်းရှုံရင်တင့်ရဲ့ရုပ်ရည်ကဘလို့ပြောင်းလဲသွားနိုင်လဲတင်မသိတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်လူတိုင်းရဲ့ပါးစပ်ထဲမှာဘက်တီးရီးယားတန်ပေါင်းများစွာနေထိုင်နေကြပါတယ်တင်နန်းရှုံတဲ့အခါတစ်ဖက်လူရဲ့သွေးတွေကဘက်တီးရီးယားတွေကတစ်စက္ကန့်ကိုတန်း8တန်းနှုန်းနဲ့တင့်ရဲ့ဘက်တီးရီးယားတွေနဲ့အပြန်အလှန်ဖလှယ်နေကြပါတယ်အကယ်၍မကြာခဏနန်းရှုံမဲဆိုရင်လူနှစ်ဦးရဲ့ပါးစပ်ထဲကဘက်တီးရီးယားအုပ်စုတွေဦးလန်းချောင်းကဘက်တီးရီးယားအုပ်စုတွေပါတဖြည်းဖြည်းဆင်တူလာပြီးထူးခြားတဲ့ဘက်တီးရီးယားပူပေါင်းရှင်သန်မှုတင်းငယ်တဲ့ပတ်ဝန်းကျင်တစ်ခုကိုဖြစ်ပေါ်လာစေပါတယ်။ဒီဘက်တီးရီးယားတွေဟာလူခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာတွေမျိုးမျိုးမှာပါဝင်နေပါတယ်။ဒါတွေကတင့်ရဲ့ရုပ်ရည်ကိုတက်ရောက်စေုံသာမကစိတ်ခံစားချက်တွေကိုပါလွှမ်းမိုးပြီးတော့ဗီဇတက်ရောက်မှုပုံစံခန္ဓာကိုယ်ကျန်းမာရေးနဲ့ခန္ဓာကိုယ်ပုံသဏ္ဍာန်ပြောင်းလဲမှုတွေအပေါ်မှာပါတက်ရောက်မှုရှိနိုင်ပါတယ်။အတူတူနေထိုင်တဲ့အချိန်ကြာလေဒီတက်ရောက်မှုကပိုပြီးကြီးလေဖြစ်ပြီးတော့တဖြည်းဖြည်းနဲ့လူတွေပြောနေကြတဲ့လင်မယားချင်းရုပ်ချင်းဆင်လာခြင်းစတဲ့ပုံစံတွေကိုဖြစ်လာစေပါတယ်။အထူးသဖြင့်ရှာနဲ့နန်းတဲ့အခါဘက်တီးရီးယားလဲမှုနှုန်းကအလွန်မြန်ဆန်တာကြောင့်ပြောင်းလဲမှုနှုန်းကလည်း2ဆတိုးလာပါလိမ့်မယ်။နန်းရှုံတဲ့အခါမျက်နှာကြွတာ34ခုကတဟဇာတာဖြစ်အောင်အလုပ်လုပ်ဖို့လိုအပ်ပါတယ်။ဒါဟာမျက်နှာသွေးလည်ပတ်မှုကိုအရှိန်မြင့်ပေးပြီးအသားရည်ကိုနူးညံ့နီးရဲပြီးတောက်ပလာစေနိုင်ပါတယ်။အခမဲ့နဲ့ထိရောက်တဲ့အလားပါဆိုင်ရာလက်ဝက်ချက်လို့တောင်ပြောလို့ရပါတယ်။အုံနောက်ရဲ့နက်ဆိုင်တဲ့အစိတ်ပိုင်းတွေဟာနန်းရှုပ်ခြင်းကအာယုံကြောဓာတုမုန်တိုင်းတစ်ခုကိုစတင်ဖြစ်ပေါ်စေပါတယ်။အုံနောက်ကဒိုပမင်အောက်ဆီတိုဆင်အင်ဒိုဖင်စတဲ့သဘာဝပျော်ရွှင်မှုဟော်မုန်းတွေကိုအများအပြားထုတ်လွှတ်ပေးပါတယ်။ကော်တီဇောဟော်မုန်းထုတ်လွှတ်မှုကိုလျှော့ချစေတာကြောင့်တင်းမာနေတဲ့ခန္ဓာကိုယ်ကိုချက်ချင်းပြေလျော့စေပါတယ်။ပျော်ရွှင်မှုတွေမှာနစ်မျောသွားစေပါတယ်။ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကအာယုံကြောသိပ္ပံလေ့လာမှုတစ်ခုကချစ်သူရဲ့ဓာတ်ပုံကိုစိုက်ကြည့်နေတဲ့အခါမှာလဲအုံနောက်ကပျော်ရွှင်မှုတွေကိုပေးနိုင်တဲ့ဒိုပမင်ကိုပုံမထုတ်ပေးတယ်လို့တွေ့ရှိခဲ့ရပါတယ်။ဒါဟာအချစ်ရဲ့အံ့ဩဖွယ်ရာမှုအစွမ်းပဲဖြစ်ပါလိမ့်မယ်။ကဲဒီလောက်ဆိုရင်သင်လဲသိပြီထင်ပါတယ်။အားလုံးပဲပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်။